လှိုင်သာယာမှာသုံးလို့ရလားတဲ့ဒီ Atom Fascinator ကတ်ကိုပေါ့နော်လှိုင်သာယာမှာသုံးလို့ရလားဆိုပြီးတော့မစွန်းတို့ရှိခဏလာမေးရပေါ့နော်လှိုင်သာယာမှာဒီ Atom Fascinator ကတ်ကိုသုံးလို့ရရယ်နော်ဘာကြောင့်အမအတိအကျပြောရလဲဆိုရင်အမတို့ရှိမှာပေါ့နော်လှိုင်သာယာကနေခဏလာမှာရဲ့လူလည်းရှိတယ်ဆိုင်အောင်လာဝဲလူလည်းရှိရပေါ့နော်ဆိုင်အောင်လာဝဲရဆိုမှတ်မဲ့ရဆိုဟိုတနေ့ကတော့အကိုနဲ့အမနဲ့2ယောက်လာဝဲရရှိတယ်အဲ့အကိုနဲ့အမနဲ့ဆိုရင် तू ကပထမဝယ်တော့ဆိုရင်အမရဲ့ဖုန်းနံပါတ်ပေါ့နော်သူမိမရဲ့ဖုန်းထဲကို तू ထည့်သွားတာထည့်သွားတော့အိမ်ပြန်ရခါတော့သူတို့ hotspot တွေလှုပ်ပြီးဒီ Atom Fascinator ကတ်ကိုသူတို့ဒီအမတို့စက်တွေထဲမှာမဟုတ်ဘဲသူတို့ဖုန်းထဲမှာပေါ့နော်ဖုန်းထဲမှာထည့်ပြီးတော့သူတို့အိမ်မှာ hotspot လွှင့်ပြီးတော့သူတို့သုံးကြတဲ့အခါတော့hotspot လွှင့်တော့တိရအတိုင်းပဲ hotspot လွှင့်တဲ့ဖုန်းကပူတယ်လေပူတော့နောက်တစ်ခါပြန်ရောက်လာပြီးတော့ဘာလို့သူတို့အလိုဒီဖုန်းထဲမှာမထည့်ဘူးပေါ့နော်စက်ထဲမှာယူမယ်စက်ထဲမှာအောင်မှသူကအိတ်ဆောင်ဆက်လေးနဲ့မယူဘဲနဲ့ပေါ့နော်ဒီတိုင်ဆက်လေးနဲ့ယူသွားတယ်တိုင်ဆက်လေးရမှာဆိုရင်ကြတော့သူတို့ယူသွားတဲ့ဒီဆက်လေးကကြတော့ဒါ second ဆက်လေးပေါ့ဒီလိုမျိုးဒါဆို TV link တစ်စိတ်ထဲပါပေါ့နော်ဒါ TV link ဆိုရင်အမားတို့ model ဆိုရင်သူက MR 6400အမားတို့ပုံမှန်အသက်ဝယ်မယ်ဆိုရင်သူက3သိန်းကျော်တယ်3သိန်းကျော်ပေါ့နော်3အစွန်းလောက်မှာရှိတယ် TV link ဆို second ဆိုရင်အမားတို့ဒါ3သိန်း6သားဝင်းဆက်လောက်ရှိရပေါ့နော် second ဆိုပဲနော် second ဆိုပဲအမားတို့စက်တွေကိုဖွင့်ထားတဲ့ second မဟုတ်ဘူးနော်လုံးဝ good second parking လုံးဝမဖွင့်ရသေးဘူးနော်လုံးဝ second သူတို့ဒါလေးနဲ့ထည့်ပြီးတော့သုံးသွားရပေါ့နော်အဲ့ကိုအမားတော့သုံးရတော့အဆင်ပြေနေတူတယ်အမားတို့ဘာတစ်ခုမှတော့ပြင်လာမပြောဘူးပေါ့နော်သူတို့ဆိုရင်အဲ့ဒါကိုဒီ Fascinator ကတ်ကိုဒါဆိုသူတို့ဆိုရင်ဖုန်းထဲမှာအရင်ဆုံးထည့်သုံးတယ်ဖုန်းထဲမှာသုံးပြီးတော့မှဒီလိုစက်ထဲမှာသူတို့လာသုံးဖို့ဆိုပြီးတော့နောက်တစ်ခေါက်ပြန်ဝယ်သွားတာပေါ့နော်ဒီ Atom Fascinator ကတ်ကလေလှိုင်သာယာမှာသုံးမယ်ဆိုရင်လေကိုနေတဲ့နေရာမှာလေအမားတို့ Atom ရိုးအတန်စင်ကတ်ပေါ့နော်တိုင်4တိုင်3တိုင်လောက်ထိဆိုတော့သုံးလို့ရတယ်တချို့နေရာတွေပေါ့နော်မစွန်းတော့မသိတဲ့နေရာတွေမှာဆိုရင်တချို့နေရာတွေမှာ तू ကအဲ့လိုမျိုးတစ်တိုင်တို့နှစ်တိုင်တို့ပေါ်မယ်နဲ့တူတယ်အဲ့လိုပေါ်တဲ့နေရာတွေတော့ဒီ Atom Fascinator ကသုံးလို့မရဘူးเนาะကိုကလှိုင်သာယာမှာနေတာအမရေဟိုအတိုင်ကလည်း3တိုင်4တိုင်မိတယ်30နဲ့ဆိုရင်မစွန်းတို့ရှိမှလာဝယ်လို့ရတယ်မစွန်းတို့ကကြတော့ဒီဘင်းတောင်လမ်းဆောင်သားမှာဖွင့်ထားတာဖြစ်တဲ့အတွက်လှိုင်သာယာဆိုအမတို့ဘင်းတောင်ကုန်းစင်ရောက်သွားတာလည်းရပြီပေါ့เนาะလာဝယ်လို့ရတယ်အဲ့လိုမှမဟုတ်ကိုကအလုတ်တင်နဲ့မှုလို့ဆိုင်အောင်လာဝယ်လို့အဆင်မပြေဘူးဆိုရင်လည်းမစွန်းတို့ကအိမ်ရောက်ငွေရှေပို့ပေးတယ်เนาะမှာလို့ရတယ်เนาะ